ဓမ္မပူဇာဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောတမလွန်ဘဝကဆွေမျိုးများအရေးတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရှေးဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတ္တယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပမေယံရည်တွေတိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးကအတိဒုက္ခရာနိဥ္စာတဲ့ခြေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစဉ္ញကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလွန်ခဲရင်သောမှုတို့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတော်မူရသည်ဖြစ်၍ခေရလက်ချေမျက်လုံးအသက်ဆုံးတရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော့ဖြင့်ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းတမလွန်ဘဝကဆွေမျိုးများအရေးတဲ့မြန်မာစာပေမှာဘဝနဲ့ပတ်သက်ပြီးတော့နှမျိုးခွဲခြားပြီးတော့ပြောလို့ရှိတယ်မျက်မှောက်ဘဝတဲ့တမလွန်ဘဝတဲ့ဘဝတစ်ခုရရှိလာတဲ့ပုဂ္ဂိုလ်လက်ရှိဘဝမှာအသက်ထင်ရှားရှိနေတဲ့အချိန်မှာဆိုရင်ဒါမျက်မှောက်ဘဝလို့ပြောတယ်ပါဠိစာပေကဒိဋ္ဌဓမ္မာတဲ့ဒိဋ္ဌဓမ္မဆိုတာမျက်မှောက်ဘဝကိုရည်ညွှန်းပြောတာအခုလက်ရှိဘဝမှာသက်ရှိထင်ရှားရှိနေကြတဲ့ပုဂ္ဂိုလ်တွေကဒါမျက်မှောက်ဘဝမှာရှိနေကြတယ်လို့ဒီလိုပြောတယ်ကံကုန်လို့မျက်မှောက်ဘဝတစ်ခုအဆုံးသတ်သွားပြီဆိုတဲ့အခါကျတော့တမလွန်ဘဝလို့ပြောတယ်တမလွန်ဘဝကိုပါဠိစာပေမှာတံပရာယတံပရာယဆိုတာဒီဘဝကနေပြီးတော့သွားရမယ့်ဘဝတစ်ခုရည်ညွှန်းပြီးတော့တံပရာယလို့ဒီလိုသုံးတယ်ဒါကြောင့်မို့လို့မျက်မှောက်ဘဝမှာဖြစ်တဲ့အခြေအနေကတစ်ခုတမလွန်ဘဝမှာဖြစ်ရမယ့်အခြေအနေကတစ်ခုလို့အခြေအနေနှစ်ရပ်ကိုခွဲခြားပြီးတော့ဖော်ပြလေးရှိတယ်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတွေထဲမှာလည်းပဲမျက်မှောက်ဘဝမှာရရှိနိုင်တဲ့အကျိုးကိုဖြစ်ပေါ်စေတတ်တဲ့တရားတဲ့တမလွန်ဘဝမှာရရှိခံစားရမယ့်အကျိုးကိုဖြစ်ပေါ်စေတတ်တဲ့တရားလို့ဒီလိုနှမျိုးခွဲခြားပြီးဟောတာဒိဋ္ဌဓမ္မဟိတမျက်မှောက်ဘဝမှာအကျိုးဖြစ်ထွန်းစေတဲ့အကြောင်းတရား
တံပရာယဟိတတမလွန်ဘဝမှာအကျိုးဖြစ်ထွန်းစေမဲ့အကြောင်းတရားလို့လောကလူတိုင်းဟာမျက်မှောက်ဘဝအတွက်သာအလုပ်လုပ်ကြရတာမဟုတ်ဘူးတမလွန်ဘဝအတွက်ပါအလုပ်လုပ်ကြရတယ်အတွေးခေါ်မရှိတဲ့တချို့လူသားများကတော့တမလွန်ဘဝအရေးကိုစဉ်းစားလေ့မရှိကြဘူးမျက်မှောက်ဘဝမှာချမ်းသာရင်ပြီးရောနောက်ဘဝကိုသိတာမှမဟုတ်ဘဲနဲ့ဆိုပြီးတော့ကိုတောင်မယုံကြည်တဲ့သဘောပေါ့ကိုမသိဘူးဆိုလို့ဘယ်သူသိမှာတော့နော်နောက်ဘဝကိုသိတာမှမဟုတ်ဘူးလို့ထင်တဲ့ပုဂ္ဂိုလ်ကနောက်ဘဝကိုမသိရင်ဘယ်သူသိမှာတော့လို့မေးကြည့်ပေါ့ကိုကြုံတွေ့ရမယ့်ကိစ္စကကိုမသိလို့ဘယ်သူသိမလဲဘယ်သူမှသိမှာမဟုတ်ကိုသိမှာပဲဟုတ်ကဲ့လားဒါကြောင့်မို့လို့မြတ်စွာဘုရားကဒိဋ္ဌိဓမ္မေစယောအထောယောစတ်ထောတံပရာဟိကောအထာဘိတမယာဓိရာပဏိတောတိပါဝစတိဆိုတဲ့ဒေသနာတော်လေးရှိတယ်ဒိဋ္ဌိဓမ္မေစယောအထောမျက်မှောက်ဘဝမှာရရှိရမယ့်အကျိုးယောစတ်ထောတံပရာဟိကောတမလွန်ဘဝမှာရရှိရမယ့်အကျိုးအဲ့ဒီအကျိုးနှမျိုးထဲမှာအထာဘိတမယာဓိတော်အဲ့ဒီအကျိုးနှမျိုးလုံးကိုရအောင်လုပ်နိုင်တဲ့ပညာရှိကိုမှတကယ်ပညာရှိလို့ခေါ်ပါတယ်ဆိုလိုတာကဒီဘဝကောင်းစားရေးနောက်ဘဝကောင်းစားရေးလို့စဉ်းစားထားရဒီဘဝကောင်းစားရေးတက်ကိုသာလုပ်ပြီးတော့နောက်ဘဝကောင်းစားရေးအတွက်မလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာပညာရှိမဟုတ်ဘူးအမျော်မြင်ရှိရမရောက်ဘူးဆိုလိုတာကဒီကနေ့စားရရင်ပြီးရောလက်ဖန်အတွက်မစင်စားဘူးဆိုတဲ့လူမျိုးပေါ့နော်လက်ဖန်ကကြတော့ဒုက္ခမရောက်ဘူးလားကဲစဉ်းစားကြည့်ကြရအောင်ပုံမြင်တဲ့ကလိုပဲဒီကနေ့အရေးတစ်ခုကစဉ်းစားမယ်လက်ဖန်အရေးမတွေးဘူးဆိုတာငယ်စဉ်တောင်ကြီးကလေးငယ်လေးတွေကိုမှတ်လောက်သားလောက်အောင်သင်ထားတဲ့ပုံမြင်ဝတ္ထုကလေးတွေရှိတယ်ပေါ့အဲ့ဒီမှာပွဲစိတ်ကလေးတွေခြကလေးတွေလူတွေရဲ့မျက်စိထဲမှာလူတွေရဲ့အနီးနားမှာအလွန်ထင်ထင်ရှားရှားတွေ့ကြရတယ်ဒီပဝက်စိတ်ကလေးတွေကအလွန်အလုံးလုံးတဲ့အကောင်ကလေးတွေနားနေတယ်မရှိဘူးနော်သူတို့အတိုက်အအုံထဲမှာအစာတွေဖြည့်တင်းပြီးတော့အမြဲတမ်းအစာရှာပြီးရင်အစာကိုတုံပြီးသိမ့်စီဖြည့်တင်းပြီးတော့အဲ့လိုနေကြတယ်နေရောညရောပွဲစိတ်ဟာအိတ်တယ်လို့သိမရှိဘူးအလုံးလုံးဒါကြောင့်မို့အင်္ဂလိပ်ဘာသာတွေထဲမှာ very busy ဆိုတာသိအလုံးလုံးတဲ့အကောင်လေးတနေ့စားတယ်လို့မဟုတ်ဘူးအစာအာဟာရရိက္ခာတွေကိုစုဆောင်းထားတယ်မိုးရာသီမိုးတွေရွာတဲ့အခါမှာအစာဒုက္ခမရောက်ရအောင်ကြိုတင်ပြီးတော့ပြင်ဆင်ထားကြပွက်စိတ်တွေနှံကောင်ဆိုတဲ့အကောင်ကတော့အဲ့ဒါလို့ပြင်ဆင်ထားခြင်းမရှိဘူးခနေ့ရခနေ့စားစရာတွေသူ့ဖို့မကုန်တော့ဘူးလို့ဒီလိုထင်မိုးတွေရွာလို့ရေတွေလွှမ်းသွားတဲ့အခါနှံကောင်ကြီးဟာစားစရာမရှိတော့သေဆုံးอ่ะဘာဖြစ်လဲသူကနက်ဖန်အရေးမတွေးဘူးဒီကနေ့အရေးပဲတွေးတယ်တဲ့နော်ဘဝစိတ်လေးတွေကဒီကနေ့အရေးတွေမကဘူးနက်ဖန်အရေးပါတွေးတယ်ဒီကနေ့လဲဝါအောင်စားမယ်နက်ဖန်အတွက်လည်းပဲရှိစေရမယ်အဲ့ဒီသဘောပဲမြတ်စွာဘုရားကဒိဋ္ဌဓမ္မေစယောအထောမျက်မှောက်ဘဝမှာရရှိရမယ့်အကျိုးယောစတ်ထောတံပရာဟိကောတမလွန်ဘဝမှာရရှိနိုင်တဲ့အကျိုးအထာဘိတမယာဓိတော်ပညာရှိပုဂ္ဂိုလ်ဆိုတာအဲ့ဒီအကျိုးနှမျိုးလုံးကိုရအောင်ကြိုးစားရမယ်အဲ့ဒါလို့အကျိုးနှမျိုးကိုရအောင်ကြိုးစားနိုင်တဲ့ပုဂ္ဂိုလ်မှာတကယ်ပန္တိတပညာရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုသတ်မှတ်ရမှာအဲ့တော့ဘုန်းကြီးတို့တွေဟာမျက်မှောက်ဘဝအကျိုးအတွက်လည်းအလုပ်လုပ်ကြရမယ်တမလွန်ဘဝအကျိုးအတွက်လည်းပဲပြင်ဆင်ထားကြရမယ်လို့ဒီလိုပြောတာလူတိုင်းလိုပဲ
ကိုမိသားစုတွေမိသားစုဆိုလို့ရှိရင်တော့ဘိုးဘွားကစားမယ်ဆိုရင်လူတိုင်းမှာတမလွန်ဘဝရောက်သွားကြတဲ့ဆွေတွေမျိုးတွေမရှိဘူးလားရှိတယ်ဒီဘဝမှာအတူနေရတဲ့ဆွေတွေမျိုးတွေရှိတယ်လို့ပဲဒီဘဝကဆွန့်ခွာသွားလို့တမလွန်ဘဝရောက်သွားကြတဲ့ဆွေတွေမျိုးတွေလည်းရှိနေကြတယ်မိသားစုတစ်ခုတည်းမဲ့ကြည့်ဘုန်းကြီးတို့မိသားစုမှာညီကောင်မောင်နှမ12ယောက်ရှိတယ်12ယောက်ထဲကမျက်မှောက်ဘဝမှာရှိတာ4ယောက်ပဲရှိတော့အဲ့တော့ကျန်တဲ့ပုဂ္ဂိုလ်10ယောက်ကတမလွန်ဘဝရောက်သွားကြပြီအဲ့ဒီတမလွန်ဘဝရောက်သွားတဲ့ဆွေမျိုးတွေရဲ့အရေးကိုဘယ်လိုစဉ်းစားမလဲလူတိုင်းဟာတမလွန်ဘဝရောက်သွားတဲ့ဆွေမျိုးတွေရဲ့အရေးကိုစဉ်းစားကြရတယ်စဉ်းစားပုံစဉ်းစားနည်းကြတော့မတူကြဘူးတယောက်နဲ့တယောက်မိမိတို့ရဲ့ဓလေ့ထုံတန်းစင်လာအားလျော်စွာဆောင်ရွက်လုပ်ကိုင်ကြတာရှိတယ်ပေါ့ဘုရားဘာသာမြန်မာလူမျိုးတွေကတော့တမလွန်ဘဝရောက်သွားတဲ့ဆွေတွေမျိုးတွေအတွက်ကုသိုလ်ကောင်းမှုတွေလုပ်ပေးပြီးတော့လလေတို့နှစ်လေတို့ဒီလိုလုပ်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ဆွေတွေမျိုးတွေကိုအမတ်တရားအနေနဲ့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ပေးကအမြတ်တမ်းပေးဝေလေးရှိတယ်ဟုတ်လားအမြတ်တမ်းပေးဝေကြတယ်ဒါကအစဉ်လာတစ်ခုပေါ့ဘုရားဘာသာပင်ဖြစ်လင့်ကစားမိမိတို့ရိုးရာအစဉ်လာရဆွေမျိုးတွေနဲ့တမလွန်ဘဝကဆွေမျိုးများအရေးကိုကုညီဆောင်ရွက်ပေးနေတဲ့အလေးအထားတွေဟာနိုင်ငံတိုင်းမှာလိုပဲဘာသာတိုင်းမှာလိုပဲလူမျိုးတိုင်းမှာလိုပဲရှိကြတယ်တမလွန်ဘဝကဆွေမျိုးတွေအရေးနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ကြတယ်တချို့နိုင်ငံခြားတိုင်းပြည်များမှာအနောက်တိုင်းကလူတွေဆွေမျိုးတွေကလွန်နေစာရောက်သွားတဲ့နှစ်ပတ်လည်အခါသမယမှာသူတို့တင်ချိုင်းကလေးသွားပြီးတော့ပန်းချင်းကလေးတွေပါလေးတွေချကြတယ်ပေါ့ဒါလည်းပဲတမလွန်ဘဝကဆွေမျိုးတွေရဲ့အရေးကိုစဉ်းစားပေးတာပဲပေါ့ပန်းချင်းကလေးတွေချပြီးတော့ဆွေမျိုးတွေကိုအမှတ်ရကြောင်းပြသကြတယ်သို့တော့ပန်းကင်းကလေးချပြီးတော့ပန်းချင်းကလေးချပြီးဆွေမျိုးတွေကိုအမှတ်ရကြောင်းပြတာဟာတမလွန်ဘဝကဆွေမျိုးတွေအတွက်အကျိုးရှိနိုင်သလားအထောက်အကူဘာများဖြစ်သလဲဒီဘဝပုဂ္ဂိုလ်တွေကတော့တမလွန်ဘဝဆွေမျိုးသားချင်းတွေကိုအမှတ်ရလို့ပန်းချင်းကလေးသွားချရလို့ရှိရင်တော့အလွမ်းပြေမှာပေါ့ဒါပဲရှိမှာဟုတ်ကဲ့လားဒီဘဝနေတဲ့ပုဂ္ဂိုလ်တွေကတော့အလွမ်းပြေကလေးသွားလို့ကြတာပေါ့မိဘတွေဆိုလို့ရှိရင်မိဘခေါင်းချသွားတဲ့နေရာသွားလို့ပန်းချင်းကလေးချလို့ထုံတန်းစင်လာရရှ िख ိုးဥချမျက်ရည်ကလေးကြပြီးတော့တမလွန်ဘွားကဆွေမျိုးအရင်ကိုမျက်ရည်ကလေးနဲ့စဉ်းစားတဲ့လူမျိုးတွေလည်းရှိတာပဲအဲ့ဒီမျက်ရည်တစ်ဆက်ကြတဲ့မျက်ရည်ကလေးတွေကတမလွန်ဘွားရောက်သွားတဲ့တမလွန်ဘွားကဆွေမျိုးအတွက်အကျိုးရှိသလားစဉ်းစားကြရမှာပြောတာနော်တမလွန်ဘွားဆွေမျိုးတွေရဲ့အရေးကိုစဉ်းစားပေးရအဲ့ဒီလိုလုပ်တာအကျိုးရှိသလားတချို့ကပုဂ္ဂိုလ်ကလည်းတမလွန်ဘဝဆွေမျိုးသားချင်းတွေကိုရည်စူးပြီးတော့စီမီတွေပန်းတွေထွန်းပန်းတွေလှူဒန်းစီမီတွေထွန်းလို့မလုပ်လဲဆုတောင်းကြတယ်ကောင်းရာသူဂတိရောက်ပါစေတမလွန်ဘဝမှာပျော်ရွှင်ချမ်းမြေ့ပါစေလို့ဆုတောင်းကြအဲ့ဒါလို့ဆုတောင်းတာကရောအကျိုးဖြစ်ထွန်းမှုရှိရလားစဉ်းစားသင့်တယ်စဉ်းစားရမယ့်အချက်တွေကိုပြောတာနော်ဘုန်းကြီးတို့1989ခုနှစ်ကဂျပန်နိုင်ငံရောက်သွားဂျပန်နိုင်ငံမှာအိုဆာကာဆိုတဲ့မြို့နားမှာကိုယာဆန်ဆိုတဲ့တောင်ပေါ်မြို့တစ်မြို့ရှိအဲ့ဒီကိုယာဆန်မြို့ကကိုယာဆန်ဆိုတဲ့တောင်ပေါ်မှာဂျပန်ဘုန်းကြီးကျောင်းတွေအများကြီးရှိအဲ့ဒီကိုယာဆန်မြို့မှာအကြီးဆုံးအကျယ်ဝန်းဆုံးကတော့ဘာလို့ဆိုသင်္ချိုင်းကြီးပဲ
အဲ့သင်္ချမ်းကြီးတဲ့ရှောက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်မဆုံးနိုင်ဓမ္မလွန်ဘဝကပုဂ္ဂိုလ်တွေရဲ့အရေးအတွက်ဆောင်ရွက်ထားကြတာမဆုံးနိုင်အောင်ပဇံတတ်နိုင်ရင်တတ်နိုင်သလားဘယ်လိုရွယ်ချက်နဲ့လုပ်တယ်ဆိုတာတော့အကုန်မသိနိုင်ဘူးပေါ့သို့တော့ဓမ္မလွန်ဘဝသွားတဲ့ဆွေမျိုးတွေရဲ့အရေးဝိုင်းပြီးတော့စဉ်းစားပေးထားကြတာကြည့်တော့တချို့ကလေးငယ်ကလေးတွေဆုံးသွားတာထမရဲ့ကလေးကစားစရာအယုတ်ကလေးတွေချပေးတာတချို့ကြတော့ကလေးမဟုတ်ပေမဲ့လိတ်ကလေးတွေမြောက်ကလေးတွေထည့်ပေးတယ်ပြင်းနေမှာဆိုလို့ထမရဲ့လက်ယုတ်ကလေးတွေမြောက်ယုတ်ကလေးတွေအတင်းကြိုင်ပေးမှာချပေးတာတချို့ကြတော့ခွေးယုတ်ကလေးတွေချပေးထားတာလည်းရှိတယ်အဲ့ဒါလို့မိမိစိတ်ကူးတဲ့ဒီလိုလုပ်လို့ရှိကြတယ်anniversary လို့ခေါ်တယ်ကွယ်လွန်အနိစ္စရောက်တဲ့နှစ်ပတ်လည်ရောက်တိုင်းဘာလို့လဲအတင်းကြိုင်သွားပြီးတော့ဂျပန်ဘုန်းကြီးတွေဖိတ်ပြီးတော့ဂျပန်ဘုန်းကြီးတွေကနေရွတ်ဖတ်30ပြီးတော့ပေးပုံတော်လေးခောက်ပြီးရွတ်ဒါလူတိုင်းဒီလိုလုပ်နေကြတာပုံတော်လေးခောက်ပြီးတော့ရွတ်ဖတ်ပေးအဲ့ဒီမှာဘုန်းကြီးတို့3ရက်လောက်နေတဲ့သီရိကူဆရာတော်ဘုရားကြီးနဲ့အတူပေါ့တနေ့တော့စကားဆက်မိရင်ရွတ်ဖတ်ပေးတဲ့ဘုန်းကြီးနဲ့စကားဆက်မိရာကပြောတယ်နေပါအောင်ဓမ္မလွန်ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်ဓမ္မလွန်ကပုဂ္ဂိုလ်အတွက်အခုလိုရွတ်ဖတ်ပြီးတော့ပေးတာဘာအတွက်လဲဘယ်လိုအဓိပ္ပာယ်နဲ့ရွတ်ဖတ်ပေးတာလဲဆိုသူကပြောတယ်ဓမ္မလွန်ဘဝမှာတည်သွားတဲ့ပုဂ္ဂိုလ်ရဲ့ spirit ဝိညာဉ်ကလေးတွေပေါ့ spirit တည်သွားတဲ့ပုဂ္ဂိုလ်ရဲ့ဝိညာဉ်ကလေးဟာနောက်ဘဝကူးဖို့ရာအတွက်လမ်းရှာနေတာကောင်းတဲ့လမ်းတွေ့အောင်လို့ဆိုပြီးတော့ဆုတောင်းပတ္ထနာပြုပေးတာတဲ့ရွတ်ဖတ်ပြီးတော့ပေးတယ်အနုဆိုဝိညာဉ်လေးကလမ်းပြောင်းတယ်လမ်းပြောင်းနေလို့ရှိရင် तू ကောင်းရမွန်ရမရောက်နိုင်ဘူးပေါ့မျက်စိလဲနေဒီနားတယ်မဲ့ तू တဝဲလဲဖြစ်တယ်အဲ့ဒါလို့လမ်းကြောင်းတွေ့သွားအောင်ကောင်းတဲ့ဘဝရောက်သွားအောင်ရွတ်ဖတ်ပေးတာပါတဲ့အဲ့လိုလားဒီလိုဆိုလို့ရှိရင်ဒီလိုရွတ်ဖတ်ပေးလိုက်လို့ဝိညာဉ်လေးတွေဘယ်နှခုများကောင်းရာသုဂတိရောက်သွားတယ်လို့ဆိုတာမှတ်တမ်းများရှိလားလို့ဆိုအဲ့လိုတော့မသိပါဘူးတဲ့နော်အဲ့လိုတော့မသိဘူးထုံးစံမို့ပဲရွတ်ပေးတာပါအဲ့လိုဖြေတာကိုတွေ့ခဲ့ရတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်အကျိုးရှိလို့ရှိညာရမ်းလှုပ်ထားလို့ဆိုတာပြောလို့မရဘူးလားကျိုးရှိမရှိဘယ်သူမှမပြောနိုင်ဘူးဓမ္မလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်ကလည်းဘယ်နေမှလည်းမသိဘူးသို့တော့အကျိုးရှိလို့ရှိညာဆိုရင်ဓမ္မလွန်ဘဝကဆွေမျိုးသားချင်းတွေရဲ့အရေးကိုစဉ်းစားပေးပုံကတစ်မျိုးပေါ့နယ်သာလန်နိုင်ငံရောက်တော့နာဒန်ဆိုတဲ့မြို့လေးနီးနားမှာတောအုပ်ကြီးတစ်ခုဖြတ်လိုက်တာနဲ့တပြိုင်နက်ဟိုဘက်မှာသုတ်တန်ကြီးတစ်ခုရှိဟိုသုတ်တန်ဆိုရင်မဲ့ကျောင်းဆရာမကောင်းဘူးတန်ပြန်ပန်းဥယျာဉ်ကြီးလို့လောက်ထားအဲ့ဒီထဲမှာထူးထူးခြားခြားဘာတွေ့တော့ဆိုသုတ်တန်အဝင်ဝါနားမှာတစ်ပင်ကြီးတွေဟာတစ်ကိုင်းကြီးတွေကဘာနဲ့တူတော့ဆိုလို့ရှိရင်ဆံပင်ဖားရချထားတာနဲ့တူတယ်တစ်ကိုင်းကြီးတွေကအပေါ်မတက်